အားလုံးပဲမင်္ဂလာပါတူတီ calculation page ဒူဘိုင်း channel မှာကြိုဆိုပါရစေဒီနေ့4ရက်3လ2025မှာဆရာကောင်းကြိုက်တဲ့လုံးပိုင်ကဏ္ဍကတော့နှစ်ခွန်ဖြစ်ပါတယ်ရှားကြည့်မယ်နော်နှစ်ခွန်ဖြစ်ပါတယ်ဒီနှစ်ခွန်ကိုဒူဘိုင်းကဏ္ဍ3ချိန်မှာ6ချိန်မှာ6ချိန်မှာနှစ်ခွန်ထိုးရပါမယ်အကွက်ကတော့40ရှိပါမယ်တစ်ချိန်ထွက်တာနဲ့နားပါမယ်မနေ့ကလည်းဆရာတို့4ချိန်မြောက်မှာထွက်သွားပါတယ်နော်မှန်ပါတယ်မနေ့ကလည်းမှန်ပါတယ်ဒီနေ့လည်းလုံးပိုင်အားနှစ်ခွန်မှာအကွက်40ပါထိုးရမှာပါဒီဟာကိုတစ်ခါထိုးပြီးတာနဲ့ထွက်တဲ့အချိန်မှာနှစ်ဖြစ်ခွန်ဖြစ်ပါသွားရင်ဆရာတို့နားပါမယ်စီမီစီကောင်ဖောက်ပြပါနဲ့နှစ်ခွန်1ချိန်မှာအကွက်ကတော့40ကွက်40ဖြစ်ပါမယ်ဆရာအကြိုက်ဆုံးဒူဘိုင်း4ရက်3လ2025အတွက်ဆရာကြိုက်တဲ့ကဏ္ဍကတော့နှစ်နဲ့ခွန်ဖြစ်ပါတယ်အဲ့ဒါကိုခွေထိုးပါမယ်နော်ကဲတူတီ calculation page ဆရာကောင်းမှာဒူဘိုင်းသမားများဒူဘိုင်းတူတီထိုးတဲ့လူတွေဒီတမကပေါက်ပါစေအောင်မြင်ပါစေဒီတမကရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်